online class စိတ်ဝင်စားသူတို့ရေကျွန်တော်သတင်းကောင်းပါလိုက်ပါမယ်အခုလာမဲ့ January လ2026မှာလုံးစုခေါင်းကြောက်ဂေးလိုက်နဲ့ပတ်သက်ပြီးမှ online class ကနေပြီးမှကျွန်တော်တင်ကြားပေးမှာပါအကြောင်းမျိုးကြောင့်ကျွန်တော်ရှိကိုမလာနိုင်ဘဲနဲ့တောက်ဆိုင်လုပ်ငန်းကိုတကယ်ကိုစိတ်ဝင်စားနေတဲ့သူတွေအများကြီးရှိတာကိုသိရလို့ဝမ်းသာပါတယ်ငွေကြေးကြောင့်တော်လည်းကောင်းအချိန်ကြောင့်တော်လည်းကောင်းအကြောင်းမျိုးကြောင့်မလာနိုင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကို online ကနေပြီးမှကျွန်တော်တတ်ထားတာတွေကိုအသက်နိုင်ဆုံးသစင်းချင်းတင်ပေးဖို့ရည်စူးပါတယ်မော်ရဲ့အကြောင်းအထိုင်ရဲ့အကြောင်းဝိရဲ့အကြောင်းမောက်ရဲ့အကြောင်းချော်ရဲ့အကြောင်းနောက်ပြီးတော့ကျောက်စိမ်းမှာအဓိကပါဝင်တဲ့ main form ဖြစ်တဲ့ရမ်းရဲ့အကြောင်းအသေးစိတ်မိုင်းရဲ့အကြောင်းအသေးစိတ်အခွန်ရဲ့အကြောင်းတွေအခောက်အကာမျိုးရဲ့အကြောင်းတွေကိုကျွန်တော်တင်ပေးမှာပါအဲ့ဒီတော့ကျောက်စိမ်းလုပ်ငန်းကိုစိတ်ဝင်စားပြီးမှ HTJ ကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုအားပေးနေတဲ့မိတ်ဆွေတို့ရေသတင်းကောင်းပါပါတယ်မကြခင်မှာကျွန်တော်တို့ online class ဖွင့်ပါမယ်အခုကျွန်တော်တင်တဲ့ post မှာပဲ post ရဲ့အောက်မှာ comment ရေးပြီးမှ online class ကိုစရင်ပေးသွင်းလို့ရပါပြီခင်ဗျာလုံးစုဂေးလိုင်းခေါင်းကြောက်ဆိုတဲ့အရာကိုနားလည်အောင်တိတတ်အောင်ကျွမ်းကျင်လာအောင်ကျွန်တော်တိတတ်တဲ့လောက်အကောင်းဆုံးကြိုးစားပြီးမှတင်ပေးမယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းပါရင်းနဲ့ HTJ ကနေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ